အမျိုးသမီးတယောက်ကလေရင်ပေါ်ကိုတက်လိုက်တဲ့အချိန်မှာထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်။လူပြည့်ရှိနေရမယ့်လေရင်ကမ်းမကြီးကပုံမှန်မဟုတ်ပဲခီးတီနှဲငယ်နဲ့ဟာလာဟင်းလင်းဖြစ်နေလို့ပါပဲ။အပြင်ဘက်မှာခီးဆောင်အိတ်တွေတင်နေတာကိုမြင်လိုက်ရမှပဲသူကစိတ်အေးသွားခဲ့ပါတယ်။ဒါပေမဲ့ဒါဟာကြောက်မဖွယ်ရာဖြစ်ရတွေရဲ့အစပြိုးခြင်းပဲဖြစ်ပါတယ်။လေရင်ပေါ်တက်ကလေးကသူ့ရဲ့သမီးလေးကငြိမ်သက်နေခဲ့တာပါ။လေရင်ကကောင်းကင်ရံထဲကိုစတင်ပြန်တက်တဲ့အခါမှာတော့သမီးဖြစ်သူကိုခဏလောက်နားယူဖို့သူကပြောလိုက်ပါတယ်။ဒါပေမဲ့ဒေစီမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာပဲသမီးလေးကလေရင်ကမ်းထဲကနေပျောက်ကွယ်သွားခဲ့ပါပြီ။ကလေးမလေးကအိမ်သာသွားတာနေမှာပါလို့သူကထင်ခဲ့ရင်မဲ့အချိန်ချင်းစစ်ဆေးကြည့်ပြီးတဲ့နောက်မှာတော့သမီးလေးကိုရှာမတွေ့တော့ပါဘူး။ဒေစီတယောက်စတင်ပြီးစိတ်မအေးဖြစ်လာပါတော့တယ်။သူကလေရင်မဲကိုသမီးလေးကြောင့်မင်းမြန်းကြည့်ပေမဲ့သူ့သမီးကလေရင်ပေါ်ကိုလုံးဝတက်မလာခဲ့ဘူးလို့ပဲအကြောင်းပြန်ချင်းခံခဲ့ရပါတယ်။ဒေစီတယောက်ချက်ချင်းပဲဝေခွဲမရဖြစ်သွားခဲ့ရပါတယ်။သူကသမီးလေးနဲ့အတူလေရင်ပေါ်တက်လာခဲ့တာကိုရှင်းရှင်းလင်းလင်းမှတ်မိနေပေမဲ့အခုတော့သူတယောက်တည်းပဲလို့ပြောနေကြပါတယ်။ဒါကြောင့်ဒေစီကလေရင်ကမ်းတစ်ခုလုံးကိုဆက်လက်ရှာဖွေပါတော့တယ်။သူကနေရာလက်မကျန်အောင်ကိုလိုက်လံရှာဖွေခဲ့တာပါ။သူ့ရဲ့ထိုင်ကုန်ကိုပြန်ရောက်လို့ဝက်ဝံရုပ်လေးကိုမြင်လိုက်ရတဲ့အခါမှာတော့ဒါဟာတာမန်ကိစ္စမဟုတ်ဘူးဆိုတာသူသိလိုက်ပါတယ်။ဒါပေမဲ့အစမ်းကျဲဆုံးအစိတ်ပိုင်းကတော့ဘေးနားကခီးတီတွေကတော့သူ့သမီးလေးကိုတခါမှမမြင်ဘူးလို့ပြောနေကြတာပါပဲ။အဲ့ဒီအချိန်မှာလေရင်မဲတယောက်ရောက်လာပြီးဒေစီကိုအတန်ချက်ဆက်ကနေတဆင့်လူပြောက်ကြော်ညာပေးဖို့ကူညီပေးခဲ့ပါတယ်။10မိနစ်လောက်ကြာသွားပေမဲ့ကလေးမလေးရဲ့အရေးရောင်တော့မတွေ့ရပါဘူး။ဒေစီရဲ့စိုးရိမ်စိတ်ကတော့အထကိုရောက်နေပါပြီ။လေရင်မဲကဒီအကြောင်းကိုလေရင်မှုကြီးစီအကြောင်းကြားပေးမယ်လို့ကတိပေးပါတယ်။တခြားနဲ့လည်းမရှိတော့တဲ့အတွက်ဒေစီကသူတို့ကိုပဲယုံကြည်လိုက်ရပါတယ်။ဒါပေမဲ့နာရီဝက်လောက်ကြာတဲ့အထိရှာဖွေရေးကစတင်ခြင်းမရှိသေးပါဘူး။အခုတော့သူတကယ်ကိုစိတ်ပြအားငယ်နေပါပြီခီးတီတွေကိုသူတခါပြန်မေးကြည့်ပေမဲ့လူတိုင်းကတော့သူတို့မမြင်ခဲ့ဘူးလို့ပဲထပ်ပြောနေကြတော့မှာပဲ။အဲ့ဒီချိန်မှာနောက်ထပ်လေရင်မဲတယောက်ရုတ်တရက်ပေါ်လာပြီးဒေစီကိုရှောင်ကျင်နေတဲ့ပုံစံနဲ့ပထမလေရင်မဲကိုတစ်ဖက်ကိုဆွဲခေါ်သွားပါတယ်။ဒေစီကဒါကိုသတိထားမိပြီးနောက်ကလိုက်သွားတဲ့အခါပိုပြီးကြောက်စရာကောင်းတဲ့စကားကိုကြားလိုက်ရပါတယ်။စိတ်မကောင်းပါဘူးဒါပေမဲ့ကလေးမလေးကဒီမှာရှိမနေဘူးလို့ကျွန်မထင်တယ်။ဘာပြောလိုက်တာလဲ။အမျိုးသမီးခီးဒီစင်းမှာလည်းသမီးလေးတက်လာတယ်ဆိုတဲ့မှတ်တမ်းလုံးဝမရှိပါဘူး။ဒါဟာမဖြစ်နိုင်တဲ့ကိစ္စပဲလို့ဒေစီကပြောပြီးသူ့မှာလေရင်လက်မှတ်ရှိသေးတယ်ဆိုကရှာဖွေဖို့အတွက်လေရင်ကန်းထဲကိုအပြေးလွှားပြန်သွားပါတယ်။ဒါပေမဲ့ဘလောက်ပဲရှာအဲ့ဒီလက်မှတ်ကိုသူရှာမတွေ့တော့ပါဘူး။အခုတော့သူဘလောက်ပဲရှင်းပြနေပါစေ။လေရင်ဝန်ထမ်းတွေကတော့သူ့ကိုစိတ်မနှံ့ဘူးလို့ပဲထင်နေကြပါတော့တယ်။ဒေစီတယောက်ပို့ပြီးစိတ်လှုပ်ရှားတုန်လှုပ်လာခဲ့ပါတယ်။သူ့သမီးလေးအနေရရှိနေပြီလို့သူကအခိုင်အမာယုံကြည်နေတာပါ။သူကထိတ်လန့်တကြားနဲ့လေရင်မှုကန်းစီကိုပြေးသွားပေမဲ့တကားကို2ချက်3ချက်လောက်ပဲခောက်ရသေးခင်မှာပဲလေရင်လုံခြုံရေးရာရှိရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ်။ဒေစီမှာအရေးပေါ်အခြေအနေရှိနေမှန်းသိသွားတဲ့အခါမှာတော့အဲ့ဒီရာရှိကဒေစီကိုလေရင်မှုကြီးစီခေါ်သွားပေးပါတယ်။မကြခင်မှာပဲလေရင်မှုကြီးကအခြေအနေအလုံးကိုကြားသိသွားပါတယ်။ဒေစီမှာစိတ်ဝေဒနာတစ်ခုခုရှိသလားလို့သူကမေးတဲ့အခါဒေစီကသူ့မှာစိတ်တကြတဲ့ဝေဒနာအနည်းငယ်ရှိတယ်လို့ဝန်ခံလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကစိတ်အာရုံကြောက်ချရလောက်အောင်ပြင်းထန်တာမျိုးတော့မဟုတ်ပါဘူး။ဒီခီးစဉ်ကိုထွက်လာရတဲ့အကြောင်းရင်းကလည်းကွယ်လွန်သွားတဲ့သူခင်ပွန်းကိုအိမ်ပြန်တယ်ဖို့ပဲဖြစ်ပါတယ်။သူခင်ပွန်းရဲ့ရုပ်လောင်းကောင်းကလည်းလေရင်ရဲ့ကုန်ပစ္စည်းခန်းထဲမှာပါလာခဲ့ပါတယ်။ဒေစီရဲ့စိတ်ချနေကိုတန်တရားရှိနေသေးပေမဲ့လည်းလေရင်မှုကြီးကမိခင်တယောက်အနေနဲ့သူ့ကိုစာနာပေးလိုက်ပါတယ်။မိတွေအားလုံးဖွင့်လိုက်ကြခီးဒီတွေအားလုံးကိုထိုင်ကုန်မှာထိုင်ခိုင်းထားပါ။အိမ်သားတွေပါဝင်ဘယ်နေရာကိုမှချွင်းချက်မရှိရှာဖွေကြမယ်။ကလေးမလေးရဲ့ကြောပိုးအိမ်နဲ့လက်မှတ်ကိုရှာကြဗီဒီယိုတွေနဲ့အိတ်ကက်တွေကိုလည်းစစ်ဆေးကြ။မေးစရာရှိသေးလားမရှိရင်စတင်ကြတော့ဆိုပြီးအကြီးကျယ်ရှာဖွေရေးကိုစတင်ပါတော့တယ်။လေရင်ကန်းထဲမှာ